နာကျင်မှုတွေနဲ့နေသားကြလာတဲ့အချိန်ကြရင်ဖြစ်လာတတ်တဲ့အချက်၄ချက်ကိုပြပေးပါမယ်ရှင်။နံပါတ်1တစ်ချက်ကနာကျင်မှုတွေနဲ့အနေသားကြလာတဲ့လူတော်တော်များများကအပြောင်းလဲသေးလေးတွေကစသူတို့ကသတိထားတတ်တယ်။ဥပမာပြောရရင်သူများကကိုယ်အတန်နည်းနည်းလေးမာသွားတာလေယူလေသိမ့်နည်းနည်းပြောင်းသွားတာနဲ့သူတို့လေးတွေကငါ့ကိုသူစိတ်ဆိုးနေပြီလားငါ့ကိုသူဒေါသထွက်နေတာလားဆိုပြီးတော့စိုးရိမ်စိတ်လေးတွေဝင်လာတတ်ပြီးတော့ချက်ချင်းသတိထားမိတတ်တယ်။ဘာလို့လဲဆိုတော့သူတို့ရဲ့အတိတ်တုန်းကဒီလိုတစ်ဖက်လူရဲ့အပြောင်းလဲအချက်အလက်တွေကိုမြန်သိထားနိုင်တာကသူတို့ကိုသူတို့ကာကွယ်ဖို့လိုအပ်ခဲ့လို့ပဲဖြစ်ပါတယ်။နံပါတ်2တစ်ချက်ကကြတော့သူတို့တွေကအန်ဒီရဲ့မရှိတော့တာတောင်မှအန်ဒီရဲ့ထဲမှာရှိနေတော့လို့ခံစားနေရတတ်ပါတယ်။ဥပမာကိုချစ်သူကိုကောင်လေးကကိုစာမပြန်ဘူးဆိုတာနဲ့သူငါ့ကိုထားသွားတော့မှလားမသိဘူးမချစ်တော့ဘူးလားမသိဘူးဆိုပြီးတော့အစိုးဆုံးထိကိုတွေးလိုက်ပြီးတော့စိုးရိမ်စိတ်ဝင်တတ်ကြပါတယ်။ဘာလို့လဲဆိုတော့သူတို့ကအရင်ကမလုံခြုံတဲ့စိတ်အခြေအနေမျိုးမှာမကြာခဏကြုံခဲ့ရဘူးတော့အခုလုံခြုံနေပြီဆိုရင်တောင်မှသူတို့ကိုသူတို့လုံခြုံမှုရှိသွားပြီဆိုတာကိုမယုံနိုင်သေးလို့ပဲဖြစ်ပါတယ်။နံပါတ်3ချက်ကကြတော့သူတို့ကကိစ္စသေးလေးတွေကတောင်မှသူတို့ရဲ့စိတ်ကိုထိခိုက်စေနိုင်တယ်။တစ်ဖက်ကစကားနည်းနည်းမာသွားတာနဲ့စိတ်ထဲမှာအယံဝမ်းနေသွားတယ်။စိတ်တွေအယံပူပန်သွားတယ်။ဘာလို့လဲဆိုတော့တစ်ချိန်ကအန်တရယ်ကိုအမြဲတတိထားနေကြရတဲ့သူတို့ရဲ့စိတ်ကအန်တရယ်လို့ထင်လာတာနဲ့မြန်တုံ့ပြန်တတ်လို့ပါ။နံပါတ်4ကကြတော့သူတို့တွေကသူတို့ကိုနာကျင်စေတဲ့အရာတွေကိုပြန်လွတ်ချဖို့ခက်ခဲတတ်ပါတယ်။သူတို့တွေကလူတယောက်နဲ့စကားပြောမိလိုက်တဲ့အချိန်မှာစကားတစ်ခုမြန်သူတို့ဘက်ကမှားပြီးပြောမိသွားရင်ငါဘာလို့ဒီလိုအမားမျိုးလုံးမိတာလဲငါဘာလို့မှားပြီးပြောမိတာလဲဆိုပြီးတော့တစ်နေ့လုံးအဲ့ဒီအမားကိုပြန်တွေးနေတတ်ပါတယ်။သူတို့ရဲ့စိတ်ကအဲ့ဒီမကောင်းတဲ့အရာတစ်ခုခုကိုဖမ်းယူမိသွားပြီဆိုရင်အဲ့ဒီစိတ်ကိုအဲ့ဒီအရာကနေပြန်ပြီးတော့အာယုံခွာနိုင်ဖို့ခက်ခဲတတ်ပါတယ်။နာကျင်မှုတွေနဲ့နေသားကြလာတဲ့ဆိုတာကနာကျင်မှုတွေကိုကြိုက်လာတာမျိုးမဟုတ်ပါဘူး။ဒီတော့ကကိုကာကွယ်ဖို့လိုအပ်ခဲ့တဲ့ဒီစိတ်ရဲ့တုံ့ပြန်မှုတွေကနေပြီးတော့အခုကိုတကယ်လုံခြုံနေပြီဆိုတာကိုမသိသေးလို့လည်းဖြစ်တတ်ပါတယ်။ဒါပေမဲ့တစ်ချိန်ကကိုကဒီအန်တရယ်ကိုသင်ယူနိုင်ခဲ့တယ်လို့ပဲလုံခြုံမှုကိုလည်းပြန်ပြီးတော့သင်ယူနိုင်ပါတယ်ရှင်။